Estonia နိုင်ငံအကြောင်းကိုပုံမိုစုံလင်အောင်ကဏ္ဍအလိုက်အသေးစိတ်ဖြစ်ဆွဲပေးလိုက်ပါတယ်။ဒီနိုင်ငံဟာသိငယ်ပေမဲ့ဥရောပမှာဩဇာညောင်းတဲ့အချက်လက်တွေအများကြီးရှိပါတယ်။တမိုင်းကြောင်းနောက်ခံ history Estonia ဟာတမိုင်းတစ်လျှောက်မှာဒိန်းမတ်၊ဆွီဒင်၊ဂျာမနီနဲ့ရုရှားတို့ရဲ့အုပ်ချုပ်မှုကိုအလှည့်ကျခံခဲ့ရပါတယ်။လွတ်လပ်ရေး1918ခုနှစ်မှာပထမဆုံးအကြိမ်လွတ်လပ်ရေးရခဲ့ပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းဆိုဗီယက်ယူနီယံရဲ့သိမ်းပိုက်မှုကိုခံခဲ့ရပါတယ်။ The Singing Revolution 1980ပြည့်လွန်နှစ်တွေမှာလက်နက်ဆွဲကိုင်တော်လှန်တာမျိုးမဟုတ်ပဲလူပေါင်းတန်းကြီးစုဝေးပြီးမျိုးချစ်သချင်းတွေတီးဆိုကာငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။ဒီနည်းလမ်းနဲ့1991ခုနှစ်မှာဆိုဗီယက်လက်အောက်ကနေလွတ်လပ်ရေးပြန်လည်ရရှိခဲ့ပါတယ်။နည်းပညာနဲ့စီးပွားရေး economy tech Estonia ကို The Baltic Tiger လို့တင်စားခေါ်ဝေါ်ကြပါတယ်။ရဲ့အခြေခံအဆောက်အအုံနိုင်ငံတော်ဝန်နေရာတိုင်းနီးပါးမှာ free wifi ရရှိပါတယ်။ကျောင်းနေရွယ်ကလေးတွေကိုငငယ်ကလေးကခါရင်တင်ကြားပေးပါတယ်။စီးပွားရေးစနစ်အခွန်စနစ်ကအလွန်ရိုးရှင်းပြီးပွင့်လင်းမြင်သာမှုရှိပါတယ်။အဂတိလိုက်စားမှုအနည်းဆုံးနိုင်ငံတွေထဲမှာအမြဲတမ်းထိပ်ဆုံးကပါဝင်ပါတယ်။ Residency တင်ဟာ Estonia ကိုကိုယ်တိုင်သွားစရာမလိုပဲ digital ကတ်လျှောက်ထားပြီးဥရောပသမဂ္ဂ EU အခြေစိုက်ကုမ္ပဏီတစ်ခုကိုအွန်လိုင်းကနေတည်ထောင်စီမံခန့်ခွဲနိုင်ပါတယ်။၃လူနေမှုဘဝနဲ့ယဉ်ကျေးမှု culture lifestyle ဘာသာမဲ့အများဆုံးနိုင်ငံEstonia ဟာကမ္ဘာပေါ်မှာဘာသာရေးလွှမ်းမိုးမှုအနည်းဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။လူအများစုဟာဘာသာမဲ့တွေဖြစ်ကြပါတယ်။နွေဦးရာသီ White Nights နွေရာသီဇွန်လဝန်းကျင်မှာညဘက်ဆိုရင်လည်းလုံးဝမောင်မသွားပဲနေရောင်ကြီးအနှဲငယ်ကြန့်ရှိနေတဲ့ဖြူစင်သောညများဖြစ်စဉ်ကိုတွေ့ကြုံရတတ်ပါတယ်။တဘာဝကိုချစ်မြတ်နိုးခြင်း Estonia လူမျိုးတွေဟာတောထဲမှာဘယ်ရီတီးကူတာမှုရှာတာနဲ့စားနာရေနွေးငွေချိုးခြင်းကိုအလွန်နှစ်သက်ကြပါတယ်။အိမ်တိုင်းလူမှာစားနာအခန်းပါလေးရှိပါတယ်။လေခီးသွားများအတွက်ဆွဲဆောင်မှုThe Tall and Old Town အလဲခေတ်ပုံစံကြောက်ခင်းလန်းတွေရုံတက်နေတဲ့ရဲတိုက်တိုင်းတွေကြောင့်ကဘာလက်ခီးတွေအကြိုက်ဆုံးနေရပါ။ Nitlama National Park တဘာဝတစ်တော်ကြီးတွေပင်လယ်ကမ်းခြေတွေနဲ့လှပတဲ့နန်းတော်ဟောင်းတွေကိုကြည့်ရှုနိုင်ပါတယ်။3 Estonia ရဲ့ပညာရေးနဲ့ယဉ်ကျေးမှုဗဟိုချက်ဖြစ်ပြီးတက်တန်းရင်တက္ကသိုလ်ကြီးရှိပါတယ်။မိကုန်းချုပ်Estonia ဟာရှေးဟောင်းအမွေအနှစ်တွေကိုထိန်းသိမ်းရင်းနဲ့တစ်ဖက်မှာလည်းကမ္ဘာအဆင့်မီ digital နည်းပညာကိုအမိအယဆုပ်ကိုင်ထားနိုင်တဲ့စံပြနိုင်ငံလေးတစ်ခုဖြစ်ပါတယ်။